Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာဆိုရင်တော့ကျွန်တော်တို့တွေဖုန်းသုံးတဲ့တူတိုင်းပိတ်ကိုပိတ်ထားတဲ့ setting တစ်ခုအကြောင်းကျွန်တော်ပြောပြပါမယ်ဒါဆိုရင်ကျွန်တော်တို့တွေဗီဒီယိုဖတ်ကိုသွားလိုက်ပါမယ်เนาะOkay ပထမဦးဆုံးအနေနဲ့ကိုဖုန်းရဲ့ setting တွေကိုတွားလိုက်ပါเนาะအဲ့လိုတွားပြီးလို့ရှိရင်တော့ဒီအပေါ်ဆုံးနားမှာရှိတဲ့ search bar လေးကိုကျွန်တော်နှိပ်လိုက်ပေါ့เนาะ Okay အဲ့လိုနှိပ်ပြီးသွားလို့ရှိရင်တော့ search bar မှာရိုက်ထည့်ရမှာက install install ပေါ့เนาะအဲ့လိုရိုက်ထည့်ပြီးလို့ရှိရင်တော့ဒီနေရာမှာကျွန်တော်တို့တွေ့ရတဲ့ install unknown app ဆိုတာရှိတယ်အဲ့ဒီကောင်လေးပေါ်လာမယ်အဲ့ဒီကောင်လေးထဲကိုကျွန်တော်တို့ဝင်လိုက်ပေါ့เนาะ Okay အဲ့လိုကျွန်တော်တို့ဝင်လိုက်ပြီးလို့ရှိရင်တော့ဒီနေရာမှာနည်းနည်းလေးကျွန်တော်တို့အောက်ကိုဆွဲချလိုက်ပေါ့เนาะ Okay အောက်ဆွဲချပြီးလို့ရှိရင်တော့ဒီနေရာမှာတွေ့ရတဲ့ကျွန်တော်တို့ install unknown app ဆိုတာကျွန်တော်တို့တွေ့ရမယ်အဲ့ဒီကောင်လေးထဲကိုကျွန်တော်တို့ဝင်လိုက်ပေါ့เนาะ Okay ကျွန်တော်တို့အဲ့လိုဝင်ပြီးတွားလို့ရှိရင်တော့အောက်ကိုနည်းနည်းဆွဲလိုက်ပေါ့เนาะ Okay အဲ့လိုဆွဲပြီးသွားလို့ရှိရင်တော့ဒီအောက်ဆုံးနားမှာကျွန်တော်တို့တွေ့ရတဲ့ Chrome ဆိုတာတွေ့ရတဲ့အဲ့ဒီကောင်လေးထဲကိုကျွန်တော်တို့ဝင်လိုက်ပေါ့เนาะ Okay အဲ့လိုဝင်ပြီးသွားလို့ရှိရင်တော့ဒီနေရာမှာကျွန်တော်တို့တွေ့ရတဲ့ allow from this source ဆိုတာရှိတယ်ဒီကောင်လေးဖွင့်ထားရင်ဒီကောင်လေးကိုပိတ်ရမှာဖြစ်တာပေါ့เนาะဒါကကျွန်တော်တို့ဖုန်းတိုင်းမှာပိတ်ထားတဲ့ setting တစ်ခုပေါ့เนาะကျွန်တော်တို့ဘာလို့ဒီလိုပြောတာလဲဆိုရင်ကျွန်တော်တို့ Chrome browser ဒါမှမဟုတ်ကိုဖုန်းမှာရှိတဲ့တခြား browser ကနဲ့ internet ဖွင့်လိုက်တာနဲ့ကျွန်တော်တို့ auto download ဆွဲနေတဲ့ application တွေက virus application တွေဖြစ်နိုင်တယ်အဲ့ဒီ virus application တွေကြောင့်ကိုယ့်ရဲ့ဖုန်းက hang ဖြစ်တာမျိုးလို့เนาะရန်လေးတာမျိုးလို့ပဲတီအားမခိုင်တာမျိုးလို့เนาะခဏလေးနဲ့ပဲတီအားကုန်သွားတာလို့เนาะပြီးလို့ရှိရင်ဖုန်းကတအားဆက်ပူတာမျိုးလို့ကျွန်တော်တို့ဖြစ်တတ်တာပေါ့เนาะဒီ setting ကိုပိတ်လိုက်ခြင်းဖြင့်ကိုဖုန်းကိုအန်ဒီရဲ့အရန်ဖြစ်စေမဲ့ virus application ကနေကာကွယ်ပေးနိုင်တာပေါ့เนาะဒါဆိုရင်ကျွန်တော်တို့ဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲအကယ်လို့ဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင်လည်းဗီဒီယိုလေးကို like လုပ်ပြီးမှ channel လေးကိုလည်း subscribe လုပ်ထားပေးဖို့အတွက်မမေ့ကြပါနဲ့လို့တောင်းဆိုချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် bye bye